အားလုံးမင်္ဂလာပါရှင်အခုပြနေတဲ့အစာအုပ်ကလေးဆိုလို့ရှိရင်တော့ The Super Pets and Me ဆိုတဲ့အစာအုပ်ကလေးဖြစ်ပါတယ်เนาะအဲ့ဒါလေးကရောင်းစည်းလေးက1000ခွဲကျပ်ပါပြောရမယ်ဆိုရင်ဒီစာအုပ်ကလေးကတရိတ်ဆန်စစ်သူကလေးများအတွက်ပေါ့เนาะစိတ်ဝင်စားဖွယ်ကောင်းတဲ့ပို့ပါလေ true story တွေကိုဖတ်ရှုနိုင်တဲ့စာအုပ်ကလေးလေးဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ပတ်လေးတွေပေါ့နော်ချစ်တဲ့ပေါ့သူတို့ရဲ့ထူးခြားချက်တွေသူ့ရဲ့ဖြစ်ပျက်တွေနောက်ကယ်တင်ချင်းဇလန်းတွေနောက်လူနဲ့တရိတ်ဆန်ကြားထဲမှာရှိရဲ့ချစ်ချင်းမြတ်တာကိုစိတ်လှုပ်ရှားဖွယ်ကောင်းနဲ့ဖတ်ရှုနိုင်ပါတယ်အသက်အရွယ်အဖြစ်ပြောရမယ်ဆိုရင်တော့7 plus အရွယ်တသားတွေမိမိတွေအတွက်ဆိုရင်တိုက်နှစ်သက်မဲ့အစာအုပ်ကောင်းလေးလေးဖြစ်ပါတယ်ရှင်အတွင်းလေးလည်းပြပေးပါအောင်မယ်နော် Animal Lovers Day အတွက်ဆိုလို့ရှိရင်လည်းအရန်သဘောကျမဲ့စာအုပ်လေးဖြစ်ပြီးတော့သူက true story တွေဖြစ်တာမလို့ပို့ပြီးတော့စိတ်ဝင်စားဖွယ်ကောင်းပါတယ်ရှင်သူ့ရဲ့အတွင်းလေးကိုပြပေးမှာပေါ့နော်ဘာလို့ဆိုတော့သူက funny illustration တွေပါတဲ့အတွက်ကြောင့်ကလေးတွေဖတ်ဖို့အတွက်တကယ်ကိုကြိုက်နှစ်သက်ပြီးတင့်တော်တယ်လို့ပြောချင်ပါတယ်ဒါမျိုးလေးတွေပေါ့နော်ဒီမှာပါရှင်အဲ့တော့7 plus အရွယ်တသားမမီတွေအတွက်ဖြစ်တဲ့အတွက်ကြောင့်စကလုံးလေးတွေကလည်း symbol လေးတွေဖြစ်ပြီးတော့တကယ်မှဖတ်လို့ကောင်းတဲ့စာအုပ်ကောင်းလေးလေးဖြစ်ပါတယ်ရှင်အဲ့တော့ဒါလေးကခုနပြောသလိုမျိုးဒီပေါ့နော်လူနဲ့ဒီတိလေးတွေဂျားတွေကချစ်ချမ်းမြတ်တာတွေလည်းတွေးရှိရမယ်ခုနပြောသလိုမျိုး animal lovers လေးတွေအတွက်ဆိုလို့ရှိရင်တကယ်ကိုကြိုက်နှစ်သက်မဲ့စာအုပ်ကောင်းလေးလေးဖြစ်ပါတယ်ရှင်အဲ့တော့ The Super Pets and Me လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment မှာပဲဖြစ်ဖြစ် page messenger ပဲဖြစ်ဖြစ်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်